စပါးတဲ့ကစားမဟောင်းဘန်နာဘက်ကတော့အာဆင်နယ်ပရိသတ်တွေရဲ့ဒေါသကိုဒုံးနဲ့သွားထိုးလိုက်ပါတယ်။ဘန်နာဘက်ပြောခဲ့တဲ့စကားတွေကတကယ်တော့အာဆင်နယ်ဖန်တွေအတွက်မခံကျင်စရာဖြစ်ပေမဲ့တေချာတွေးကြည့်မယ်ဆိုရင်တော့မှန်ကန်နေအောင်တွေ့ရမှာပါ။ဘန်နာဘက်ကဘာပြောလဲဆိုတော့အာဆင်နယ်အသင်းဟာကမ္ဘာ့အဆင့်ကစားသမားတယောက်မှမရှိပါဘူး။ကမ္ဘာ့အဆင့်ကစားသမားတွေရှိမဲ့အသင်းကမှသာချန်ပီယံဆုကိုစိန်ခေါ်နိုင်တာပါ။သူတို့ဒီဟာဒီမှာခြေစွမ်းကောင်းနေတာမှန်ကန်ပေမဲ့ဖလားစုံသိမ်းဖို့ဆိုတာကမဖြစ်နိုင်ပါဘူး။အာဆင်နယ်အသင်းမှာကမ္ဘာ့အဆင့်ကစားသမားဆိုတာလည်းကျယ်ဝယ်ကစားသမားတွေပဲရှိနေတာပါ။ဒီကျဲဝင်ကစားမတွေနဲ့ဖလားဆောင်အသင်းပွဲဖြစ်နိုင်ပါမလားဆိုတာကျွန်တော်ကတော့မသိပါဘူးကျွန်တော်အနေနဲ့ Rayon ပြောတဲ့စကားကိုထောက်ခံပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်တကယ်တော့ဗဒါဘက်ပြောတဲ့စကားတွေကလက်မခံနိုင်စရာဖြစ်ကောင်းဖြစ်နိုင်ပေမဲ့အာဆင်နယ်အသင်းပရိသတ်တွေအတွက်ကတော့ဒေါသအတော်လေးထွက်နေပါတယ်အာဆင်နယ်အသင်းအခုဆိုရင်ပရီးမီးယားလိနှစ်ပွဲဆက်တည်ကြခဲ့ပြီးတဲ့နောက်အမဘေးချန်ပီယံအဆိုးအတွက်စိုးရိမ်ရမှတ်ကိုရောက်ရှိလာခဲ့ပြီလို့ပြောမှာပါပရီးမီးယားလိပွဲစဉ်26အပြီးမှာရမှတ်58မှတ်ထိရရှိထားပြီးတော့ဒုတိယနေရာကမန်စီးတီးအသင်းကို9မှတ်ဖြတ်ထားနိုင်ခဲ့ပေမဲ့လည်းတကယ်တမ်းတွေးကြည့်မယ်ဆိုရင်အာဆင်နယ်အသင်းကတပွဲပိုကန်ထားသလိုမန်စီးတီးအသင်းကလက်ကျန်ပွဲစဉ်ကိုနိုင်ထားမခဲ့မယ်ဆိုရင်ဒီနှစ်သင်းကြားရမှတ်ကွာမှုက2မှတ်ပဲရှိတော့မှာပါဒါအပြင်လာမယ့်ပွဲစဉ်33မှာလည်း ETM မှာမန်စီးတီးနဲ့ပွဲချက်တွေရင်ဆိုင်သွားခဲ့ရမှာဖြစ်တာကြောင့်မန်စီးတီးကအဲ့ပွဲစဉ်ကိုအနိုင်ရသွားခဲ့မယ်ဆိုရင်အာဆင်နယ်အနေနဲ့သူတို့ရဲ့အဆင့်1နေရာကိုမန်စီးတီးအသင်းထံလွှဲပြောင်းပေးသွားရမှာပါအာဆင်နယ်တို့ဒီရာသီမှာဖလားရပါမလားဆိုတာတေချာတော့မသိတော့ပါဘူးရာသီကုန်လေးဆက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ် Export ကနေတင်ဆက်ပေးနေပါတယ်ကျွန်တော်ကတော့အောင်ခန့်ပါ